ဒီကျုပ်မီပွိုင်းအပေါ်လမ်းမကြီးမှာတမီထမင်းဆိုင်ဖြစ်ပါတယ်မှာထမင်းစားချိန်ဆိုပြည့်နေတယ်သူချက်ကလက်ချက်ကရမ်းကောင်းတယ်ဒီကျမဆလာနဲ့လာရင်မှာပါတယ်နောက်ပါကလေးချက်ကတော့2မျိုးရှိရပါတော့ဟုတ်တယ်အဲ့လေစားမယ်ဆိုဒီနေ့မော်လမြိုင်မှာချက်ကလေးချက်ဆောင်ပါတော့ချက်ကလေးချက်လည်းရှိရယ်ဝက်ခေါင်းကလေးချက်ချက်တာဒီဆိုင်ကလေးချက်မှာနာမည်ရမ်းကြည့်အောင်နော်မော်လမြိုင်လာလို့ရှိရင်ကလေးချက်ကလည်းချက်ကလေးချက်ကလည်းမစားမဖြစ်အဲဒီဆိုင်ကို recommend ပေးတာကတော့မတူတူပဲဖြစ်ပါတယ်ဒီဆိုင်နေရာလေးပြပြပါဦးဈေးချိုမီပွိုင်းဈေးချိုမီပွိုင်းကတမီးဆိုတဲ့ဆိုင်လေးပေါ့နော်ရန်ကုန်ကလာတဲ့လူတွေလည်းစားကြပါတယ်ဒါခါမစားဘူးစားကြည့်မယ်ဩငါတူပဲလားဒါလေးထည့်လိုက်မယ်ချက်ကလေးချက်စားဘူးနော်ဝက်ကလေးချက်လားဝက်ကလေးချက်မစားသေးဘူးချက်ကလေးချက်လေးရင်စားကြည့်လိုက်မယ်ဒီကွာလားမသိစားပါဦးခင်ဗျချက်ကလေးချက်လေးဆက်လေးကြိုက်တယ်လို့သူအဆက်ကမာလာအဆက်နဲ့နည်းနည်းလေးစင်တယ်မာလာကြသားရင်းလိုမျိုးပဲအမှန်တော့မဆလာနဲ့လည်းအရင်မပြင်းမဆလာနဲ့လည်းနည်းနည်းလေးပါတယ်နော်ညူဒီအချမ်းမဟုတ်အနှံ့အရသာတယ်ဝက်ကလေးချက်ဝက်ကောင်း3ညဝက်ကလေးချက်ပိုကြိုက်အစီနဲ့ကြောင့်ဝက်ကောင်းကအစီနဲ့ကြောင့်ချိုသွားတယ်ထုတ်လေးဟုတ်နားလေရက်တယ်လို့နေလဲရတာ review လေးကောင်းတယ်မင်းဆက်တော့ဆက်တယ်နော်ဒါလေးစားပြီးတော့ပွက်ထွက်သွားပွင့်ထွက်သွားမှာပွင့်နေပွင့်နေတော့ငါပြေးတိုးကြရလို့ပေးထားမှာသားတယ်အောက်ဆက်မှာကျတော့ဝဲကုန်အမြင်အပေါ်မှာကျတော့လိုမျိုးအတူမှာစားလို့ဝိုင်းလေးအေဂျင့်နဲ့ထုတ်တယ်မအသားလေးအဲ့လိုအီးရယ်ငါခုရဲရရဒီမှာပေါ်ရလားကလချဲလီပဲမရီနေလုပ်တာကောင်းပါပြောမော်လမြိုင်လာလို့ရှိရင်ပဲလိတ်ကလည်းမစားဖြစ်စားမှာပါတယ်ဆိုတော့အဲ့ပဲလိတ်ကလည်းနာမည်ကြီးမော်လမြိုင်လာလို့ရှိရင်ပဲလိတ်လည်းစားဘယ်ဆိုင်လဲဆိုတာပြင်ကြည့်လိုက်သထုံကနေဖြတ်သွားတာဟုတ်တယ်သူကအဆက်စားပြီးတော့ဒီတညံလေးနဲ့အချိုတဲလိုက်ရင်တော်စားကောင်းတယ်စားတော့တော်ပြီစားများသွားပြီပဲလိတ်သွားစားမယ်